ကင်းချင်းတဲမှာပေါ့ကွာဒီကင်းချင်းတဲမှာကင်းချင်းလုံးနေလူတွေဒီအရန်ပျော်ရတဲ့အချင်းရှိတယ်အဲ့ဒီချိန်ကဘာချီလဲဆိုတော့ငါတို့ဒီကွာအလုပ်ထဲမှာပေါ့ကွာပစ္စည်းအသစ်တစ်ခုဝယ်ပေးတာတော့ဒါမှမဟုတ်ဒီကက်တစ်တာအသစ်တစ်ခုဝယ်ပေးတာတော့အဲ့လိုမျိုးပေါ့တကယ်ပျော်ရတာတော့အဲ့ဒီရီကက်တစ်တာအသစ်ဝယ်ပေးတာအရန်ပျော်တယ်ဒီကွာငါတို့တည်တယ်မလားအသက်ဆက်ဆော်ရဆိုတော့လေငါတို့မထီးရဲမကန်ရဲပြေးမလားလေဒီကွာငါတို့ဆော့အစ်တွေရဆိုပေါ့ကွာဆော့တော့ငါတို့အဲ့လိုပေါ့ငါတို့ပစ္စည်းအသက်ပါကင်လေးဆိုရင်တည်တယ်မလားမထီးရဲမကန်ရဲဖွားလေးကန်မွားလေးကန်ရဲအဲ့လိုမျိုးပေါ့တည်တယ်မလားပစ္စည်းအသက်ပါကင်လေးဆိုရင်လေဟာမထီးရဲမကန်ရဲပေါ့ကွာဘာညာပေါ့အဲ့လိုမျိုးငါတို့ဆော်ရလို့ပေါ့ကွာကိုဆော့အစ်လေးပေါ့ရေးစားအစ်လေးဆိုရင်အဲ့လိုမျိုးပေါ့မထီးရမကန်ရဲ့တဲ့မွားလေးကန်မွားလေးကန်ဘာညာပေါ့ကွာအဲ့လိုမျိုးပေါ့ဘာညာပေါ့ဒီမှာငါတို့ရေကစက်တာအဲ့လိုပဲပစ္စည်းအသေးဆိုရင်အဲ့လိုပဲမထီးရမကန်ရဲ့ဒီမလားနောက်နှစ်ရက်တပတ်လောက်ကြာတော့လဲနေတဲ့ကြောင်ထုံနေတဲ့နေရာပြစ်တင်ပေါ့အဲ့လိုမျိုးပေါ့ရေးစားလေးလို့ပေါ့ကွာဘာညာပေါ့